နောက်တစ်ခါကျတော့သူက stage 2เนาะ stage 2ရောက်ပြီ stage 2မှာကျတော့key တွေခုနက keyword လေးရှာကြည့်မယ် keyword ရှာကြတော့ဒီမှာ blue stone ဆိုတာလေးတွေ့တယ်เนาะဒါ keyword တွေနဲ့ဒါသူတို့ကဟိုရှားလွယ်မဲ့စလုံးလေးပေါ့နော်ကျွန်တော်နာမည်လေးတွေဟောကနန်းလေးတွေခုနှစ်သက်လေးဒါမျိုးလေးနဲ့ကျွန်တော်စာရင်းမှာလိုက်ရှာမှာဟုတ်ကဲ့နော်မှာ Presley Hay နဲ့ blue stone ဆိုတာရှိတယ်ဒါဒီမှာကိုယ့်လက်မှာပါမယ်ဒီနေရာကိုတွေ့လို့ရှိရင်ဒါ stage 2ရောက်ဆိုတာသိရမယ်ဟုတ်ကဲ့နော်ဒီမှာဆိုရင်တော့အောက်ဒီ device ကိုစကြည့်ပေါ့နော်ဒီဘက်ကစာရင်းမှာဆိုလို့ရှိရင်တော့အောက် device ထဲမှာဖိုင်တဲ့ခါမှာနော်ခုနကလည်းမြန်ဆန်ဒီမှာ key လိုက်ရှာကြည့်ဒီအနောက်မှာ Presley Hay စာတွေ့တယ်ဟုတ်နော်ဒီနားမှာပြီးရင်ခုနက blue stone နော် blue stone ကိုရှာမယ်ဆိုလို့ရှိရင်ဒီမှာ blue stone မပါသေးဘူးဟုတ်ကဲ့နော်အဲဆိုလို့ရှိရင်ကျတော့ maybe ဒီမှာ site မှာတွေ့ပြီးဒီဟာဒီဘက်မှာအဖြေမပါရင်သေးဘူးဘာလို့ဒီနံပါတ်1အကြောင်းတော့မပါသေးဘူးဟုတ်ကဲ့နော်အဲ့တော့ဆက်သွားမယ်ဆိုလို့ရှိရင် Presley Hay တွေ့ပြီမ blue stone တွေ့ပြီနောက်တစ်ပိုင်းမှာဒါလို့တစ်ပိုင်းလုံးတော့ကြော်သွားတယ်ဒါကိုကတော်တော်လက်လေးကြော်နေမို့လို့ရှိရင်ဒီပေါ်ဘက်ကဟာအားပါအကုန် like မှတ်လုံးတော့ဖတ်နေပြီပြဿနာရှိတယ်ကိုက key ပဲလိုက်ရှာဒါကြောင့် key ကိုတွေ့တယ် blue zone တွေ့တယ် okay blue zone နောက်တစ်ခုထပ်တွေ့တယ်အဲဆိုရှင်နောက်တစ်ပိုက်ကျတော့မှဒီဘက်ကမှဒါ0ရှာရမယ့်ဘိုက်ဖြစ်တယ်အဖြေရှိတဲ့ဘိုက်ပေါ့ဒါဝုံမြန်တော့သွားမယ်နော်နောက်တစ်ခုကကျ theories တွေစပြောပြီနော် translation အဲ blue stone တွေသူက transfer လုပ်မယ် theories တွေရှိတယ်တဲ့ theories မှာဒီလိုသူကနှစ်ခုခွဲတာပဲ archaeological နဲ့ geological အဲဆိုရင်စစချင်းလာမှာ archaeological ပဲ3နဲ့4ခွဲနှစ်ခုလာပြီ builders တွေက3တယ် slash and ruler slash ကိုမသိတာမှ rulers နော်လိန်တုံးတွေဒါက blue stone ဆိုတော့ဒါ just ကြောက်တုံးကြီးလို့လားနည်းနည်းတွေးတယ်ပေါ့နော်ဒီကြောက်တုံးတွေကိုတည်ဖို့ blazer စီကဘာကြီးသုံးတယ်ဒါမှမဟုတ် ruler စီသုံးတယ်နော်ဒါပေမဲ့ make on ruler စီနဲ့ slashes တွေလုပ်တယ် blazer စီဘာကြီးသုံးတယ်ဘာကြီးသုံးမှလုပ်တာလေဒါတစ်ခုသုံးနေတာတစ်ခုလာလိမ့်မယ် maybe ပစ္စည်း material တစ်ခုလာလိမ့်မယ်ဟုတ်ပြီနော်ပြီးဒီမှာ giant basket ဆိုတာတွေ့တယ် basket ဆိုတာချင်းအောင်ကြီးအကြီးကြီးနဲ့ပိုးတန်သူတို့တည်တယ်ဒါပေမဲ့ဒီမှာကျတော့ subject နေရာမှာဒါလည်းပဲ noun ပေါ့ subject နေရာဆိုတော့ noun တစ်ခုကတည်မယ်ဟုတ်နော်ဓမ္မလည်းပဲတစ်ခုကိုသုံးမယ်ဆိုတော့ noun တစ်ခုပဲဟုတ်နော်တစ်လုံးနဲ့1 ဖြစ်မယ်နှလုံးဖြစ်နေဖြစ်မယ် two words ဖြစ်နေဖြစ်မယ်ဓမ္မကြီးခါမှာဓမ္မ boulders ဆိုတာ means ဘာနဲ့တော့တူလဲဆိုရင်ခုန stones နဲ့တူတယ်ဟုတ်နော် stones နဲ့တူတယ်ကြောက်လုံးအကြီးကြီးတော့ပြောတာဟုတ်နော် onto rough ပြောနော် rough floated down ဟောသူတို့ဟိုတည်လာတဲ့ပုံစံကိုသူရှင်းပြတယ်ဒါဒီနောက်မှာတေချာလေးဖတ်ကြည့်ပေါ့နော်ဒါပေမဲ့0ခုန builders use the sledge and roller ဒီ sledge and roller ကိုအဓိကလိုက်ရှာကြတာသူကမှ hypothesis ဆိုပါတယ် archaeological နော်0ခုနရှာ archaeology အဲ့ဒါပတ်သက်တဲ့ hypothesis transport blue stone ဆိုတာပါလာပြီအဲ့မှာ basket ဆိုတာပါတယ် super site ဒီခုန giant နဲ့တူတယ် right giant basket နဲ့တူတယ်ဟုတ်နော်ဒါဆိုရင်ဒါနံပါတ်4ကွက်လက်ပြန်မယ်နော်ဒီကွက်ကြဒီနံပါတ်4ကွက်လက်တဲ့အဖြစ်ပြန်ဟုတ်တော့ဒီမှာ giant basket ပါနေပြီအဲ့တော့ဘာဆွဲရတော့ဟုတ်နော်ဒါနံပါတ်4ကဒီမှာအဖြစ်ရအဲ့တော့နံပါတ်3ကဒီကွက်ကြပြန်မယ်โอเคဒါပေမဲ့ခုနက blue stone ဒီကွက်ကြလဲပြောရတော့ဒီမှာ slash and ruler ဒီမှာတွေ့ပြီနော်โอเคခုန key လေးကြော်သွားတယ်နော်ဒီမှာ slash and ruler တွေ့အဲ့တော့ဒီမှာ3ဒီအဖြစ်ဒီကွက်ကြဖြစ်မှဖြစ်အဲ့တော့ software builder တွေက function ဆိုတာတို့ကလုပ်တယ်ဒီ slash and ruler စီကိုလုပ်တယ် out of ဆိုတာ twin တာတခုကနေလောက်တာဒီမှာဆိုဘာလို့လဲဆို tree trunks ပြောရင်တစ်လုံးတွေကိုတစ်ပင်တစ်လုံးတွေကို twin မှာတို့ကဒီ ruler စီလောက်ကြတယ်ပေါ့ဒါဆိုအဖြေက tree trunks ပေါ့ဟုတ်ပြီနော် to make ဒီမှာလေ ruler စီလောက်ဖို့အတွက်ဘာသုံးလဲဆိုတော့ tree trunks တစ်ပင်စီတွေသုံးတယ်ဟုတ်ကဲ့နော်ဒါအဖြေဖြစ်မယ်ဒါပေမဲ့၄ကခုနပြောဒီမှာ archaeological မသူက basket ပါနော် basket ဆိုတော့ basket အကြီးကြီးတွေနော်ဒီမှာဆိုရင်ဒီထဲမှာဆွဲတာပြောလို့ရှိရင်ဒီလှဲတွေဒီ roller စီကိုဆွဲတာဒီ basket အကြီးကြီးတွေကိုဆွဲတာတကောင်ပြောလို့ရှိရင်သတ္တဝါဖြစ်မှာပေါ့ maybe လူဖြစ်မယ်သတ္တဝါဖြစ်မယ်ဒါမှမဟုတ်စဉ်းစားမယ်နော်ဆက်နဲ့ဒီသူတို့ခင်မှာဆက်ရှိချင်မှရှိဦးမှာဒီထဲမှာဒီ watch ထဲမှာအဲ့ဒါဘာရှိလဲလိုက်ရှာမယ်နော်ဒါ combination ဒီဘာသူ barbarians and blah 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 ဆိုပြောတာဒါကပစ္စည်းတွေပြောနေတာဘယ်လိုလေးသုံးမှ tools တွေပြောနေတာအဲ့မှာ hold by oxen ကဒါ ox ရဲ့အများကြီးဆိုတာသူဒီနွားဒီဟိုနွားတွေကဆွဲတာပေါ့နော်နွားထီးတွေကဆွဲတာဒီမှာအဖြေဒီဒါကတစ်လုံးနဲ့ဖြေလို့ရပြီနော် oxen โอเคနော်ဒီလိုစာပိုင်းမှာ key ကိုလိုက်ရှာရင်မှအဖြေဝေါ့ကြောက်ကိုရှာတယ်အဲ့အဖြေဝေါ့ကြောက်မှာပါတဲ့အဖြေကိုလိုက်မှဖမ်းတယ်နော်ဒီလိုဆရာတို့သွားတာနောက်တစ်ခုက geological ဒီထဲမှာ geological ဆိုတာမရှိတော့နောက်တစ်ပိုင်းကိုဆက်သွားနော်ဒါ geology ဆိုတာစတွေ့ပြီဒါဒီဘက်ဖြစ်နိုင်ကြီးရှိတယ်ပေါ့နော် now they were brought from Wales နော် Wales နိုင်ငံကနေ okay Wales ကိုလိုက်ရှာမယ်ဒီထဲမှာဆိုရင် Wales ဆိုတာတွေ့ပြီနော် far away Wales ကနေတော့တဲလာ giant stone တွေတဲလာ
အမှန်တော့ hauling ဆိုတော့ခုနကလည်း haul တွေ့တယ်မလား hauling တွေ့အဲ့တော့ twirl ဆိုတဲ့ဘောကွာနည်းလေးဒီစလုံးမသိတယ်မှာနည်းမှန်းလို့ရပြီဒါဆွဲတဲ့ဘော pull ဆိုတဲ့ဘောမျိုးပေါ့နော်ဆွဲလာတဲ့လာတဲ့ဘောမျိုး okay နော်ဘာဒီမှာလဲဘယ်သူကတဲ့လာလဲတခုရှိတာ geological နော် geological အဲ့တော့ some scientists မှာသူတို့ပြောတယ် some scientists have suggested တချို့ကပြောတယ်တဲ့ it was glacier ဒါ noun လို့ပြောတာနော် noun glacier not human လူမဟုတ်ဘူးတဲ့အဲ့ဒါ glacier ရဲ့တဲ့တာ glacier ကိုမသိတော့မှသူလူမဟုတ်လို့ပြောပြီးသားလူမဟုတ်ဘူး glaciers that carry the blue stone အဲ blue stone ကိုတဲ့လာခဲ့တာဟုတ်နော်ဒါဆိုရင်ရပြီလေဘာကတဲ့လဲဆိုရင် glacier ပေါ့သူလူမဟုတ်ဘူးလို့သူပြောပြလူကိုသွားမှရေးလို့မရတော့ဟုတ်နော်ဒါမှကိုကရုပ်တရက်ကြည့်လို့ရှိရင်ဒီ builder တွေကွာဟော pushing cutting ဘာညာဆိုတော့ဒါကို builder တွေဘာတွေကွာဖြည့်ချင်းစိတ်တွေပေါက်လာတယ်နဲ့ခါကြလို့ရှိရင်ဒါပေမဲ့သူပြောတာ geological ဒါလေးလည်းမမေ့ geology ဆိုတာ means ဒီပထဝီအနေထားနော်မြေပြင်ခြေနေဒါရပြောတာပြောရင်တဘာဝပေါ့လူမဟုတ်ဘူး archaeological ကျတော့ဒါလူတွေကလုပ်တဲ့ကိစ္စဟုတ်နော်လက်မှုပညာရေးနဲ့နော်ဒီပြည်သူ့ကပညာရေးနဲ့ဆရာတို့အသေးချာပြကြ engineering တို့ပါတော့ geology ကျတော့ဒါတဘာဝဖြစ်တာဒါမှမဟုတ်ကျွန်တော်ဒီမှာလူတွေလာဖြစ်လို့မရအဲဒါဒီလူမဟုတ်ဘူးဆိုတော့ဒါဒီတေချာဒီစလုံးပေါ့ဒီစလုံးဘာမှမသိလေကိစ္စမရှိဒီစလုံးကဖြေလို့ရတယ်ဒါတကယ် glacier ဆိုတာ means ရေခဲနော်ရေခဲတောင်နေ okay နော်ရေခဲတောင်နဲ့ဒီသူတို့ဒီ theory တော့ hypothesis သူတို့ထုတ်ထားဒီကနေလို့ဖြစ်လာဆိုမှ okay နော်အဲဆိုအဖြေရရင်အဆင်ပြေပြီဆက်သွားလို့ရပြီ stage 3 now ဒီမှာ sandstone ဆိုတာလေးပါ sandstone slab နော်ဆိုဒီကျွန်တော်အပြားလေးနော် arrange into outer crescent ring လို့ပုံစံလေးတော့စီးရပါညာပေါ့နော်အဲ stage 3ဘယ်နှမှာရောက်လဲကြည့်အောင်နောက် third phase နော် third phase construction stage 3ပဲဟုတ်နော်Samsung style တော့ D-byte ဖြစ်မယ်ဒါ D-byte ဖြည့်ဖြည့်နေနောက် builder အကြောင်းတော့ပြောတယ် theory ပြောတယ် 17th century နော်ပြီးတော့ set it ဒါနာမည်ဒီကိန်းကနန်းနေရာရှားတာဘလို့ရဒါတွေကိုလိုက်ရှာမယ်ဒီ byte ထဲမှာဆိုလို့ရှိရင်ခုန set it မပါဘူးbuilder မပါဘူး 17th century မပါတော့ဘူးနော်ဒါဆိုဒီမှာဒီ byte က third phase ကိုပြောပေမဲ့ကျန်တဲ့ key တွေမပါဘူးဒီဘာမဟုတ်တော့သေးဘူးပေါ့နော်အောက်ကိုနည်းမြန်ကြည့်တယ်အမှန်မှာ 17th century စတွေ့ပြီနော်ဒါတော့ဒီ device လုံးဆိုတော့မြန်ဆန်ကြော်လွှားနိုင်ရမယ်ခုနဒီ key တွေနဲ့လိုက်ဖိုင်းတာဟုတ်တော့လိုက်ဖိုင်းတာမတွေ့ရခါကျတော့အောက်ကိုကြော်မယ်အောက်မှာ set တွေလည်းတွေ့ပြီဟုတ်တော့ 17th century လည်းတွေ့ပြီ okay now တော့ပြော theory rules in 17th century that is better when set it black set it ကွက်လက်ဆိုတော့ set it ဟိုဆိုတာ maybe ဒီမှာလူမျိုးလားနော်နိုင်ငံကိုသားပြည့်ရဲ့ adjective လားဗာလဲကိုမသိရင်တော့မှတကယ်တော့သူကဒါဒီလို star လေးပြထားတာရှင်းပြကြတယ် maybe ကိုသိချင်လို့ရှိရင်မြန်တွက်လေးကြည့်ပါတော့သူက footnote ဆိုတာလေးရှိတယ် footnote ဆိုတာ main ဒီ slide တွေအောက်မှာထည့်ထားပေးတာနော်ဟိုမသိပါဆိုလို့ရှင်းပြတဲ့ terms တွေဟုတ်နော်ဘာဆိုလို့ရှိရင်ဒီမှာဒီ British မှာနေကြတဲ့လူတွေနော်ဗနေရာသူနေတွင်ဘာညာသူမှပြောထားတယ်အဲ့လောက်သိရင်ရပြီအတိအကျကြီးပြကြီးဟောဖြစ်စမလို့နော်အဲ့လူမျိုးတွေရဲ့ adjective ပေါ့နော် status ဆိုတော့အဲ့လူမျိုးတွေရဲ့ society မှာဒါ society လာဖြေလို့တော့စင်ပြေကြည့်အောင်နော် theory ကဖြစ်လာတယ်ထွက်လာတယ် is better ဒီဟာကိုစောက်တဲ့ better တွေက set လူမျိုးဘာတွေလဲအဲ့တော့မှ noun တစ်ခုလာမယ် right မှာ set worker လား set better ပြီးတော့မှာ better ဝယ် set better ဆိုအဓိပ္ပာယ်မရှိဘူး right better ဝယ် set society ဆိုတဲ့အဓိပ္ပာယ်မရှိဘူးတခါတိုင်းမဖြေဘူးမကြိုးစားရနော်ထည့်ကြည့်အဓိပ္ပာယ်လေးစဉ်းစားကြည့်ဒါကိုတိဆောက်တဲ့ better တွေက set လူမျိုးဘာတွေလဲဥပမာ engineer လားဟုတ်လားဥပမာ set လူမျိုးဥပမာcarpenter လက်သမားတွေလားဒါမျိုးပေါ့နော်တစ်ခုလိုက်ရှာရမယ်ဒီအစားဘောကြထဲမှာအဖြေရှိနေမယ်အဲ့ဒီမှာ noun တစ်ခုလိုက်ရှာရမယ်အလုပ်ကိုင်နဲ့ပတ်သက်တာတစ်ခုအဲ့တော့ဒါက John Aubrey ကပြောတာ blah blah နော်ပြောရဲဆိုမှပြောတယ် Stonehenge was the walk off ဆိုတာအလုပ်ဟောလုပ်ထားတာသူတို့ရဲ့လက်ရာ roots ဒါဒီ noun မှသိရမယ် off နောက်မှာတလုံးနဲ့တာ noun ပဲ root ကဘာမှမသိတာမှ who လို့ပြောတယ် who ဆိုတာလူပဲ important religious judicial blah blah အပြောရင် set society လူမှုဖွဲ့စည်းမှာသူတို့ကအရေးပါတဲ့ role ရှိတယ်ရေးပါတဲ့ role ရှိတဲ့သူတွေပေါ့ root ဆိုတာ root ကိုမသိတော့မှဒါလူတွေမှသိတာအဲ့တော့ set walk off root ဆိုတော့သူတို့ရဲ့လက်ရာသူတို့ရဲ့အလုပ်ဆိုတော့အဲ့ဒါဒီအဖြေပေါ့ဟုတ်နော်ရနော်အဲ့ခေတ်ကဒီ root ကိုနားမလည်တော့ရှင်းပြရတယ်ဘယ်လိုလူဆိုတော့ရှင်းပြထားတယ်ဟုတ်နော်ဒါပေမဲ့ကျွန်တော်တို့ဆရာတို့အဖြေကဒီ root ပဲဖြစ်ရမယ် okay now purpose many experts agree ဒါ agree ဆိုတာသိတာနော်ဒါသဘောတူကြတဲ့ကိစ္စဒါကို it ဆိုတာ mean ဒီ Stonehenge ကိုပြောနေတာနော် uses သုံးခဲ့တယ် equivalent site ဘာလို့တဲ့ site တွေနဲ့သုံးခဲ့တယ်ဟုတ်နော်ဘာလို့တဲ့ site နဲ့သုံးခဲ့တယ်အဲ့တော့သဘောတူကြတာလိုက်ရှာမယ်ဒါက Drew ခုနကိစ္စပြီးသွားပြီနော်ဒါကိုရှင်းထားတာဒီမှာ purpose ကိုလိုက်ရှာမယ်နော် purpose ဒီမှာ agree လာလိုက်နော် historian and
archaeologist နော်လူတွေက agree သဘောတူရတယ်ဘာသဘောတူလဲသုံးတာနော်ဘာ site နဲ့သုံးတယ်လို့မေးတာ each undertaking a different phase of construction ဒါ construction ကိုသူတို့တောင်းယူခဲ့ကြ bla bla ဆိုမှပြောထားတာဟုတ်နော်ဒါသူတို့ရဲ့ရည်ရွယ်ချက်မဟုတ်သေးဘူး bones and tools data တွေတွေ့ရတယ်နော် first take off ဘယ်လိုဖြစ်ပါတယ်ဒီထဲမှာသူတို့သုံးတဲ့ဟုတ်နော်ရည်ရွယ်ချက်တော်တိဆောက်တာကိုပြောတိဆောက်တဲ့ပစ္စည်းတွေ first take ကဘယ်လိုလုပ်တယ်နောက်ကျ advance ဒါ tools တွေပြောတယ် right အဲကျွန်တော်တို့ ਨੇ purpose ကိုမတွေ့ဘူးတွေ့လားဒါအဲ့လိုမြန်ဆန် content ကိုဖမ်းရမှာနော်ဟိုတခုလို့ရှိတာပေါ့နော်ဒီလို slide တွေအမြန်ဖတ်နေကြမဟုတ်ဘူး complex feature တွေကိုတိတ်မရင်းနှီးဘူးဆိုရင်တော့ဒါနည်းနည်းကိုယ့်အတွက် challenge ဖြစ်လိမ့်မယ်ဆက်စားချင်းလိုက်ရှာလို့ရှိရင်ဒါပေမဲ့အခုဒါမှမဟုတ်ကျွန်တော်ရဲ့ရွေးချက်ကဒီ slide တွေကို scheming ကိုဘယ်လောက် effective ဖြစ်အောင်လုပ်မလဲဘယ်လောက် level အထိကိုသွားသင့်လဲဆိုတာကိုပြောပြတယ်ဟုတ်ပြီနော်ဆောင်းမအချိန်အများမကုန်မင်းနဲ့မြန်ဆန်အဖြေရှာတဲ့နည်းတွေပေါ့ okay အဲ့ဒီမှာ purpose မတွေ့ဘူးဆိုတော့နောက်တစ်ခါကိုသွားခုံကူးမယ်ခုံကူးတဲ့အခါမှာဒီမှာ purpose ဆိုတာတွေ့ပြီဟုတ်ပြီနော်ရွေးချက်ကအဖြစ် mystery နော် mystery ဆိုတာထူးခြားဆန်းကျယ်လျှော့ဆန်းကျယ်ရှိသေးတယ်ပြောရင်သိနားမလည်ပေါ့အဲ့မှာ consensus ဆိုတာပါပြီဒါလေးကတော့သိထားလို့ရှိရင်တော့ကောင်းတော့နော်ကိုကစလုံးတွေကိုများကိုမှသိထားတဲ့စလုံး vocab များရင်တော့ range များရင်တော့ကောင်းတာပေါ့နော်ဟိုအရင်ခက်ခဲမရှိဘူးပေါ့ဒါပေမဲ့မသိလဲကိုကြိတ်မိဖတ်လို့ရတဲ့နည်းလေးတော့ရှိတယ်နော်အဲ challenge တချို့နေရာမှာပုံမှန် challenge ဖြစ်လာပေါ့ကိုယ့်ရဲ့စိန်ခေါ်ဟိုပြောရင်ခက်ခဲလေးတော့ရှိလာပေါ့နော်အဲဒီမှာတော့ပြောတာ consensus ဆိုတာသဘောတူတာပဲတကယ်တော့သဘောတူညီချက် agreement ပဲ among the majority of modern scholar တွေမှာရှိတယ်တဲ့ဘယ်လိုသဘောတူရလဲဆိုတော့ Stonehenge က serve as the function နော် function လည်းပါနေတာ purpose of function ဆိုတာအဖြေဝကြဖြစ်နေတယ် burial ground burial မသိတယ်မှာ ground ကိုသိတယ်နော်မြေပြင်မြေကြီးဘယ်လိုမြေပြင်လဲ bury လုပ်တဲ့မြေကြီးဆိုတာ means ဟိုမြုပ်တာပေါ့လူတွေမြုပ်တာနော်ဒါပြောလို့ရှိရင်တော့တင်ကြိုင်းဖြစ်နေပေါ့အဲ့တော့ဒီမှာ site ဆိုတာပါပြီအဲ့တော့ကိုကမှာ ground ဆိုတာနဲ့ site ဆိုတာနဲ့တူမှန်းကိုသိရမယ်မဟုတ်လို့ရှိရင်ကိုကထောက်နော်နှစ်ခုဖြည့်ခွင့်ရှိတယ်ဆိုမှ barrier ground site ကိုတော့ဖြည့်လို့ကြတော့အထိပ္ပယ်သိမရှိဘူးဟုတ်နော် barrier ပဲဖြည့်နေတယ်နောက်တစ်ခုကျတော့နံပါတ်8နော်နံပါတ်8ကကျတော့ဒီမှာ1960ဆိုတာ key ပဲနော်ဒီမှာဒါတော်တော်လေးကိုထင်ရှားတဲ့ key လေးဟုတ်ခုနှစ်ဆိုတော့အဲ့ဒါကိုလိုက်ရှာမယ်1960အဲ့မှာတော့1960တန်းတွေ့ဟုတ်နော်နောက်တစ်ပိုင်းပါအဲ့ဒါဒီဘက်မှာဖြစ်တော့လေဒီမှာ suggest လုပ်ထားတယ် it was ဆိုတာ Stonehenge ကိုပြောနေရနော် SS ဆိုတာအနေနဲ့ kind of ဆိုတာအမျိုးအစားဟလားဘာအမျိုးအစားတစ်ခုအနေနဲ့လုပ်ခဲ့လဲပေါ့နော်ဒီ Stonehenge နော်ဒီကြောက်တုံးကြီးရာအဲ့တော့ဒီမှာဆိုရင်သူကပြောတယ် suggest လုပ်တယ်ပါတော့ပြောထားတယ်ဒီ stones တွေက operated ဆိုတာလေအသုံးပြုတယ်ပေါ့နော် SS form of calendar form of mean kind of နဲ့တော့ right form of kind of type of calendar အဲ့တော့ဒီမှာအဖြေဒီ calendar ဖြစ်မှာပဲဟုတ်နော်ပြောရရင်သူတို့ကဒါပြက်ကလေးဖြစ်နေဒီ stone တွေကိုအသုံးပြုခဲ့ကြတယ်ပေါ့ဟုတ်ပြီနော်အဲ့တော့ဒါလေးကဒီ passage ရဲ့ပထမအပိုင်းပေါ့နော်ကွက်လက်ဖြည့်တာကွက်လက်ကိုမှဒါကွက်လက်၈ခုနော် note form နဲ့ဖြည့်တာအဲ့တော့အဓိကဒီမှာ take away ကကို IS passage ကိုဖြည့်ရဆိုလို့ရှိရင်အကြောင်းတိုင်းစလုံးတိုင်းကိုသိကြမလို့အသေးသေးလိုက်ဖတ်ကြမလို့ကိုဖြည့်တဲ့မေးခွန်းမှာမူတည်မှာဒါမှမဟုတ် note completion နော် note completion ဖြည့်ခါမှာဆိုရင်လေဟိုကိုယ့်ရဲ့ keyword ကိုကိုင်ဘယ်စာရေးမှာရှိရဆိုရင်အဖြေဘောကြောက်ရအောင်လိုက်ရှာပြီးတော့မှအဖြေကိုရှာတစ်စင်းကြီးနဲ့လို့သွားရမယ်အဲစားချင်းမှာကိုကနှင်းနေတဲ့ကိစ္စမရှိသေးဘူးကိုကစနစ်ကြအောင် format ကြအောင်ကြိုးစားဒီပုံစံလေးကြာလာပြီဆိုလို့ရှိရင်ပြောရင်တော့မှန်လာရင်ပေါ့နော်ကိုယ့်ရဲ့ဒီအဖြေကမှန်လာပြီဆိုတော့မှမြန်အောင်ကြိုးစားဆက်စားချင်းလာချင်းလေ့ကျင့်လို့ရှိရင်မှန်လဲမှန်ချင်းနဲ့မြန်လဲမြန်ချင်းနဲ့လုပ်လို့မရအောင်အဲဆိုလို့ရှိရင်အဲ့လိုလောဘချင်းကျွန်တော်ကိုကဟိုပါလဲလို့ဒီပါလဲလို့နော်မြန်တော့မြန်တယ်မှားအမားကြီးများဆိုတော့ဖြစ်နိုင်တယ်ဟုတ်ကဲ့နော်အခုပုံစံလေးကြာအောင်သဘောတရားလေးနားလည်အောင်ရင်ကြိုးစားအဲ့ဒါရပြီဆိုတော့မှတဖြည်းဖြည်းနဲ့ကိုယ့်ရဲ့နှုံတင်သူကတော့ generally မိနစ်20လို့ပြောထားမယ်ကိုဒီမိနစ်20ထက်ကိုနည်းပေါ့နော် maybe 15မိနစ်16မိနစ်18မိနစ်ဒီလောက်ဝန်းကျင်နဲ့ကိုပြီးအောင်ဖြည့်နိုင်အောင်ကြိုးစားအဲ့တော့မှနောက်ကစာရေးတွေကိုပုံမှန်အချိန်ထွက်ပါဒါကတော့ဆရာတို့ passage 1မှာဘယ်လိုမျိုးဖြည့်ရမလဲဘယ်လို approach လေးနဲ့သွားတယ်ဆိုတာမျိုးကိုဆရာတို့ပြောခဲ့တာနော်အဲ့တော့ reading passage technique တွေသိပြီဆိုလို့ရှိရင်ကြိုးစားပြီးမှကို apply လုပ်ပါလေ့ကျင့်ကြည့်ပါတစ်ခါလေ့ကျင့်တော့မှသာကိုယ့်ရဲ့ skill တကယ် skill ဖြစ်လာမယ်တကယ်အဆင်ပြေလာလိမ့်မယ်နော်နောက်ဒီမှာလည်းနောက် video တွေမှာလည်းဆရာတို့နောက်ထပ်reading listening တွေဆရာတို့ထပ်မလေ့ကျင့်ကြမယ် skill တွေဆရာတို့ထပ်မပြောပြပါမယ်နော် okay အားလုံးပဲအဆင်ပြေကြပါစေနော်